လုံးမင်္ဂလာပါကျွန်တော်မတွေ့ရတဲ့ကြားတယ်ဒီကနေ့ကျွန်တော်မိတ်ဆက်ပေးခြင်းတဲ့ပစ္စည်းလေးကတော့ creator တော်တော်များများအတွက်အသုံးဝင်မယ်လို့ထင်ရတဲ့ပစ္စည်းလေးတစ်ခုနဲ့မိတ်ဆက်ပေးခြင်းပါတယ်အဲ့ဒါကတော့ခင်ဗျားတို့အရှိမမြင်တွေ့နေရတဲ့ဒီ mic ပါပဲဒါ 3D corner ကနေအသစ်ထပ်ထုတ်လိုက်တဲ့ product လေးတစ်ခုပဲဖြစ်ပါတယ်ဒီ mic ကိုဘယ်လိုအသုံးပြုရလဲဆိုတဲ့အသုံးပြုပုံအသေးစိတ်ကိုကျွန်တော်တစ်ခုချင်းရှင်းပြပေးပါမယ်ပစ္စည်းလေးကတော့ဒီလိုမျိုး collar mic တွေကိုဒီလိုမျိုး collar နဲ့မှညှက်ပြီးအင်ကြီးကတော့ collar မပါဘူးဗျာလို့ညှက်ပြီးသုံးတယ်တန်လိုက်လေးနဲ့ဒီလိုလေးကပ်ပြီးသုံးတယ်လို့လက်နဲ့ကင်ပြီးပြောကြတယ်ပေါ့ဗျာကျွန်တော်ကအဲ့လိုမျိုးလက်နဲ့ကင်ပြီးမပြောချင်တဲ့သူတွေဒီလိုမျိုးအထာကြကြနဲ့ပြောချင်တဲ့လူတွေအတွက်ရည်ရွယ်ပြီးထုတ်လုပ်ထားတာပဲဖြစ်ပါတယ်အတန် quality ပါညာကတော့ပြောင်းလဲမှုရှိမှာမဟုတ်ပါဘူး physical ဘိုင်းပဲပြောင်းလဲသွားမှာဖြစ်ပါတယ်အားလုံးစိတ်ဝင်စားဗီဒီယိုလေးကိုအဆုံးထိကြည့်ကြပါကျွန်တော်ရဲ့ mic ကအရင်ကဗီဒီယိုတွေကြည့်ဘူးတဲ့လူတွေဆိုသိမှာပါအတန်အတွက်တိတ်မကောင်းဘူးဗျအဲ့လိုလက်ကကင်ပြီးပြောတာပဲဖြစ်ဖြစ်ကော်လာမှာညှက်ပြီးပြောတာပဲဖြစ်ဖြစ်အတန်တိတ်ကျွန်တော်ကြိုက်တဲ့ထဲမှာမပါဘူးပေါ့နော်အဲ့နဲ့ကျွန်တော်ဒီလိုလေးလုပ်ပြီးတော့အခုဗီဒီယိုရိုက်နေတာဖြစ်ပါတယ်အတန် quality ကိုနားဆင်ကြည့်ပါဒါကတော့ကျွန်တော်ဒီ mic အသုံးပြုပုံလေးကိုပြမှာပဲဖြစ်ပါတယ်ကျွန်တော်ဒီလိုလေးလှည့်ပြီးဖြုတ်ရုံပါပဲပါကျွန်တော်တို့ mic လေးကိုဒီထဲမှာမြုပ်ထားတာပဲဖြစ်ပါတယ်ဒီလိုညှက်လေးပါတဲ့အတွက်ကျွန်တော်ဒီမှာညှက်ပြီးပြောရုံပဲဖြစ်ပါတယ်သူ့မှာညှက်လေးပါတဲ့အတွက်ဒီမှာဒီ mic မှာလာညှက်ပြီးတော့အသုံးပြုရုံပဲဖြစ်ပါတယ်အသုံးပြုရတာအရင်လွယ်ကူအဆင်ပြေပါတယ်အတန် quality ကတော့ကျွန်တော်လည်းမသိသေးဘူးပေါ့ဗျာပြီးရင်ဒီလိုလေးပြန်ရစ်လိုက်ရုံပါပဲထုတ်ထားလိုက်မယ်ဗျာလောလောဆယ်ကျွန်တော်ဒီ mic ကိုဒီမှာတက်လိုက်ပါမယ်ဒီကစပွဲတွေကလထိုင်နေမှာအလွယ်တကူညှက်ပြီးအသုံးပြုလို့ရအောင်ကျွန်တော်ဒီဘက်ကထိုင်လေးကိုလည်းပြပေးပါမယ်ဒီလိုမျိုးလေးပါဒီကောင်လေးကလည်းလွတ်လှည့်လို့ရပါသေးတယ်ဒီကောင်ကတော့ဒီမှာပေါ့ဗျာကြက်လိုက်လို့ရှိရင်စပွဲကလထိုင်နေမှာညှက်သွားပါမယ်ဖြစ်ပါတယ်โอเคသူ့မှာအစ်စ်ကလည်းဒီလိုမျိုးရှိပါပါโอเคခုလိုမျိုးစိတ်ဝင်စားရကောင်းတဲ့ product ပစ္စည်းလေးတွေနဲ့အပြင်မှာအလွယ်တကူရှာဝယ်လို့မရတဲ့ပစ္စည်းလေးတွေကိုစိတ်ဝင်စားလို့စောင့်ကြည့်အားပေးခြင်းလို့ရှိရင်ကျွန်တော်ရဲ့ TikTok account နဲ့ YouTube channel ကို follow လုပ်ပြီးတော့အားပေးခဲ့နိုင်ပါတယ်ကျွန်တော်ဒီပစ္စည်းလေးတွေလိုအပ်မဲ့ထင်တဲ့ spray လေးတွေကိုလိုက်ရှာဝယ်နေရင်းနဲ့ပဲဒီ product video လေးကတင်မှုကြာသွားတာပဲဖြစ်ပါတယ် spray လေးတွေပါရင်တော့ပိုကောင်းမယ်လို့ကျွန်တော်ထင်ပါတယ်ဒါပေမဲ့လောလောဆယ်ဒီဗီဒီယိုတွေကအတိုင်းပဲလိုချင်တော့တစ်ခုကိုကျွန်တော်3သိန်းနဲ့ရောင်းဖို့စဉ်းစားထားပါတယ်စိတ်ဝင်စားလို့မဟုတ်အားပေးခြင်းဆက်သွယ်ပေးကြပါ